မန်စီးတီးမှာရိုဒီယန်နာကမတေချာဘူးလို့ဖခင်ဖြစ်တဲ့ဝင်ကန်အနက်စာအတွက်ရနယ်ဒိုပြန်လာပြီဆိုတဲ့အကြောင်းအရာတွေအပါအဝင်နောက်ဆုံးရအားကစားတင်များအားလုံးပဲမိန်တော်များကျွန်တော်ရဲ့ GB1 စိတ်ဘောလုံး channel လေးကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါတယ်ဒီနေ့မှာတော့မန်စီးတီးမှာရိုဒီယန်နာကမတေချာဘူးလို့ဖခင်ဖြစ်တဲ့ဝင်ကန်စပါးတင်ပေါ်ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ post ကိုကလေးအနက်စာအတွက်ရနယ်ဒိုပြန်လာပြီဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာပါဘရောင်းစုံအနေနဲ့မန်စီးတီးမှာရိုဒီယန်နာကမတေချာဘူးလို့ဖခင်ဖြစ်တဲ့ဝင်ကန်ဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပါမန်စီးတီးကွန်နယ်လူရိုဒီရဲ့ဖခင်ကသူသားဟာကလပ်မှာပျော်ရွှင်နေပေမဲ့2019နောက်ပိုင်းဆက်ရှိမလားဆိုတာတော့မသေးချာသေးဘူးလို့ပြောဆိုလာပါတယ်။ကျွန်တော်တို့ကပြောပြီးခင်ဗျားတို့ကိုတက်ပြရပါလိမ့်မယ်။စတာပါဗျာ။ဘာမှတော့ပြောလို့မရသေးပါဘူး။သူကလက်ရှိနေရာမှာရန်တောက်တရှိနေပါတယ်။သူဘာမှဆက်ကစားမလဲဆိုတာသူကိုယ်တိုင်တော့မသိသေးတာဖြစ်နိုင်ပါတယ်။လက်ရှိမှာတော့ညီနိုင်မှုတွေလုပ်နေသေးပါ။တမိုင်းကတော့ဆက်လက်ရေးသားရအောင်မှာဖြစ်ပါတယ်လို့ရိုဒီရဲ့ဖခင်ဖြစ်သူကပြောဆိုလာခဲ့ပါတယ်။ရိုဒီကဒုတိယကနေပြန်လာပြီးတဲ့နောက်မှာကျော်သားပြဿနာတချို့နဲ့ရုန်းကန်နေရပြီးကဘာဗလာအမေကျန်းခိုင်မှုပြန်ရဖို့စ조사နေတာကိုလည်းဖခင်ဖြစ်သူကအခုလိုဖြည့်ဆွတ်ပြောခဲ့ပါတယ်။ဒီနေ့ကသူ့အတွက်တကယ်ခက်ခဲခဲ့ပါတယ်။ဘော်လနီယောဆူရှင်တယောက်အနေနဲ့ရုတ်တရက်နားလိုက်ရပြီးတနေ့အကြာမှာအရင်လိုပြန်ဖြစ်ချင်တယ်ဆိုတာကမလွယ်ပါဘူး။ဒါပေမဲ့သူကဘာဗလာသွားဖို့တကယ်ကိုဆရာထက်တန်နေပါတယ်လို့ရိုဒီရဲ့ဖခင်ကပြောဆိုသွားခဲ့တာပါ။ဒုတိယအနေနဲ့စပါအသင်းမှာပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ပိုစတီကိုဂလူးဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားပါမယ်။စပါနီးပြောင်းအန်ဂျီပိုစီကိုကလူကစပါကအသင်းယူသင်းမဟုတ်ဘူးလို့ပြောဆိုလိုက်ပြီးအပြောင်းရွှေ့မှုဝါဒတွေကိုဝေဖန်ခဲ့ပါတယ်။အန်ဂျီကသူတို့မှာမျိုးနိုင်စရာကောင်းတဲ့အားကစားကွင်းနဲ့လေ့ကျင့်ရေးကွင်းတွေရှိပါတယ်။ဒါပေမဲ့အသုံးစရိတ်အထူးသဖြင့်လားစာပေးချေမှုပုံစံကိုကြည့်ရင်သူတို့ဟာအသင်းကြီးမဟုတ်ပါဘူး။ကျွန်တော်တို့ကစားမတွေဝယ်ဖို့ကြိုးစားတဲ့အခါအဲ့ဒီဈေးကွက်ထဲမှာကျွန်တော်တို့မရှိခဲ့တာကိုတွေးခဲ့ရပါတယ်။ဒုတိယနေ့မှာစပလာတစ်ခုရယူပေးဖို့ကြိုးစားခဲ့တာဟာအသင်းအတွက်ပါ။ဒါပေမဲ့တခုခုရပေးတာနဲ့ခင်ဗျားတို့ကအကုန်ပြည့်စည်ပြီးအစကနေပြန်စားကြတယ်။ဒါတကယ်ကိုထူးဆန်းပါတယ်လို့ပြောဆိုလာတာပါ။အန်ဂျီယာပက်ထရိုနက်တိုအမ်ဘူမော့စီမန်ညိုနဲ့မက်ကွေတို့ကိုခေါ်ယူခြင်းခဲ့ပေမဲ့အသင်းကလူငယ်3ယောက်နဲ့ဆိုလန်ကီကိုပဲဝယ်ယူပေးခဲ့တာကြောင့်အဆင်မတက်ခဲ့တာလို့ဝေဖန်ပြောဆိုသွားခဲ့တာပါလက်ရှိမှာတော့စပါအသင်းကရာသီအစာပိုင်းမှာပဲခေါ်ယူထားတဲ့ဒိမတ်လူမျိုးနီးပြဖြစ်သူသောမတ်ဖရန့်ကိုလည်းယာလုကနေထုတ်ပယ်လိုက်ပါတယ်စပါကလက်ရှိမှာရလက်ပိုင်းတော်လေးကိုဆွဲအားနေပြီးတော့တန်းစင်းဆောင်ရဲ့အပေါ်နားမှာပဲရပ်တည်နေပြီးအနေနဲ့များနေခဲ့တာပါစပါအသင်းကနီးပြအသင်းဖြင့်ဘယ်သူကိုခန့်အပ်သွားမလဲဆိုတာကလည်းစိတ်ဝင်စားစရာကောင်းနေပါတယ်နောက်ဆုံးအနေနဲ့အန်နဆာတက်ရိုနယ်ဒိုပြန်လာပြီဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပါခရစ္စတီယာနိုရိုကဆော်နီကလပ်အန်နဆာအသင်းအပွဲစဉ်တွေကိုတပိတ်မှောက်ထားတာကိုဆုံးသက်လိုက်ပြီးလာမယ့်စနေနေ့မှာပြန်လည်ပါဝင်လာဖို့ရှိနေပါတယ်။ရိုဒိုကဆော်နီယင်းနှိမ့်မြနဲ့မှုရဲမွေပွဲ PIF ကပြောင်းရွှေ့မှုဝါဒတွေကိုမကျေနပ်လို့သုံးပွဲဆက်လိုက်အသင်းရဲ့ပွဲစဉ်တွေကိုလဲချော်ခဲ့တာပါ။အခုကမှတော့ရိုဒိုကအသင်းနဲ့အတူ၄ချိန်ခံပြန်ဆင်းနေပြီဖြစ်ပြီးဖေဖော်ဝါရီ14ရက်နေ့ FRT နဲ့ပွဲစဉ်မှာပါဝင်ကစားဖို့ရှိနေပါတယ်။ရိုဒိုမပါဝင်နိုင်ခဲ့တဲ့အာရှချန်ပီယံလိနှစ်ပွဲစဉ်မှာတော့အန်နဆာကအေကာတက်အသင်းကိုတကူမရှိနဲ့နိုင်ရရှိခဲ့ပါတယ်။ရဲဒိုပြန်လာတော့မှမို့လို့အန်နဆာအသင်းနေနဲ့ချန်ပီယံပြေးလမ်းပေါ်မှာပို့ပြီးတော့ရှေ့ရောက်လာနိုင်ပါတယ်။လက်ရှိမှာရဲဒိုကိုယ်တိုင်ကလည်းအသင်းနဲ့ပြန်လည်အဆင်ပြေသွားခဲ့ပြီဖြစ်တာကြောင့်ဆော်ဒီမြန်မာပဲဆက်ရှိနေဖို့များသွားခဲ့ပါပြီ။ဒီနေ့တင်ဆက်မှုကတော့လောက်ပါပဲ။နောက်ဆုံးရအားကစားသတင်းတွေအပြောင်းအရွှေ့သတင်းတွေပွဲကြိုပဲပြီးသုံးသပ်ချက်တွေပြင်စိတ်ဝင်စားဖွယ်အကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ GB1 စိတ်ဘောလုံး channel လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကုန်းချော်လိုက်ရပါတယ်ခင်ဗျာ။